嘿呀，没对家了。တေချာလည်းလို့ပြောလို့ရတယ်ဒီကောင်ယောဂဖြစ်နေပြီ ဒီမှာမဓာတ်ထိုးရမှာမဟုတ်ဘူးအစားထိုးရတာမင်းအဲ့လိုပြောမှာပဲငါတတိထားမိရတကူရှိရသေးလား ဘဂငါဝါ ဟဲ့မင်းဖက်ရှင်ကဘာဖြစ်တာ ဝင်းတာမရှင်လေ ဘာဝင်းသားဖက်ရှင်တော့ငါ့နေရရန်ကုန်မျိုးကြီးလေပြီးတော့နှေးလေခင်ပူအားရရတယ် ဟဲ့ဟူဒီဝဲတာစောင်းလာစီတန်ဝဲရမှာဝဟာ အဲ့မင်းလက်ကအဲ့တတူဥစ္စာကြီးကဘာလုပ်တာ ထောက်ကြရလေဟော အေးကွာအဲ့ဒါဆိုရင်ဒီကောင်စောက်တော်သားယောဂတော်တော်ကျွမ်းနေပြောရမယ် ဒီလိုချိန်နေရောက်မှတော့ကျွမ်းနေလောက်ရောကွာ အဆိုးဆုံးကတော့ကွာ စကားများဟာဖြစ်လေဟာတိုင်းမနေ့ကအလုပ်ပိတ်ရလေငါ့ကိုတိုင်းစီတီလိုက်ပို့ပါလား အေးရတယ်လေငါလည်းလှမ်းဘက်သွားကြရှိတယ်မင်းကဘာသွားလို့ပို့လဲ ငါဟွာတိုင်းစီတီရလေဟိုမှန်တရားပေါ်မှာငါမှတက်တော့ကတယ်လို့ ဒီကောင်စောက်တော်တာယောဂကုလို့ရပါအောင်လား ငါတို့စူးစမ်းကြည့်ရပါဦး ဟဲ့ငါမှကြံတခုတော့ရှိတယ် ဘယ်လိုခေါ်လဲဖြိုးရပြီငါတက်တော့ဆော့အောင်မရဟဲ့ငါတက်တော့ဆော့အောင်မ ငါတို့လုပ်ရမှန်ပါမလား မှန်ပါတယ်အခုလည်းဆေးတိုက်ထားလို့ငြိမ်နေရပြီးသွားရင်တက်တာသွားလိမ့်မယ်အခုလည်းသူ့ဖုန်းတင်းထားတော့ကွာဘာမှလုပ်စရာမရှိဘူးအေးစေးနားနေထားလိုက်ပါ ဒီဘောတက်တာဝါမှာပါဒါနဲ့ဒီကောင်စောက်တော်သားယောဂဖြစ်နေတာပေါ့ငါတို့သိလိုက်တာကွာဘယ်သူစီကကူးလို့ကူးလိုက်မှန်းတော့မသိလိုက်ဟုတ် အေးဟုတ်တယ်ငါလည်းအဲ့အောင်စဉ်းစားနေရဟယ်လိုဟုတ်ကဲ့